နောက်နေ90လောက်နေရင်ညီမလည်းကိုပိုင်မိသားစုလေးရင်တွေမြင်းလေးတွေရနေလောက်ပြီအဲ့ဒီခါကျရင်အဖွားရဲ့အရှူနဲ့အရှိဆုံးကဘာတူလဲလို့မေးလာတဲ့အခါအဖွားရဲ့အရှူနဲ့အရှိဆုံးကမြင်းလေးတို့ရဲ့အဖိုးတွေမဟုတ်တဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာရှိတဲ့အရန်ရှုံမောတဲ့အမျိုးသားလေးနှစ်ယောက်ဖြစ်ကြောင်းနဲ့အကိုတို့ကိုညီမကစခွင်လေးရဲ့တစ်ဖက်ချမ်းကနေပဲနေကြီးခွင့်ရခဲ့ကြောင်းကိုမူမဲအပြုံးလေးနဲ့ရပြောပြရအောင်မယ်ဖြစ်နိုင်ရင်လေညီမအသက်တွေလည်းကြီးမသွားခြင်းတလို့အကိုတို့ကိုလည်းခွဲမသွားခြင်းဘူးကိုတို့ရဲ့